Hello အားလုံးမင်္ဂလာပါလို့ရွှေပြည်ရှားနေပြီးနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာ။မိတ်ဆွမ်းခန့်ဒီပါဆယ်ထဲမှာဘာရဖြစ်မှလဲဆိုတာအားလုံးတူတူလိုက်ကြည့်ကြရအောင်ပါ။ခင်ဗျာ You Oh my god ဒီတူရင်ဒီအကြီးကြီးကိုကျွန်တော်ကဒီဓာတ်တေးလေးနဲ့ခွဲမှာဖြစ်ပါတယ်။ဘယ်ကနေစခွဲရမလဲဆိုတော့ကဲမတထားလိုက်ပါမယ်ခင်ဗျာတင်းတင်းမွေးရပဲဘူးလိုက်တာဗျာဒီပဲထင်တာပဲဝါစားကြပါအောင်မယ်ခင်ဗျာဒီလိုအမှားတာဖြစ်ပါတယ်။ဘာပေါ့နော်စားလိုက်လို့ရှိရင်တော့သူကကြက်ရင်အောက်တားလေးနဲ့တူပါတယ်။အတားလေးကြည့်ပါဒီမှာကြည့်ထိုင်းတွေကဒီလိုဆိုရင်သူကကြက်ရင်အောက်တားနဲ့တူတယ်လို့ပြောတယ်ခင်ဗျာကြက်တာကြက်ရင်အောက်တားလေးနဲ့တူရဲ့တဲ့ဒီမှာကြည့်အော်ဟုတ်တယ်နော်ကဲ AI ရွှေပြည်ရှမ်းရင်စားလိုက်ပါအောင်တူရင်းလေးကိုတေးသေးလေးနဲ့ဆက်ခွဲလိုက်ပါမယ်ခင်ဗျာဗီဒီယိုကိုအစအဆုံးအားလုံးကြည့်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာရင်ကျုံနမ်နမ်ခ